အခုတစ်ခါဗီဒီယိုမှာကကြတော့အခုရေးပြထားတဲ့စာကြောင်းလေးတွေကိုထိုင်လို့ဘလို့ဘာသာပြန်ပြီးရေးမလဲဆိုတာကိုကြည့်လိုက်ကြအောင်နော်ဟုတ်ပြီနော်ကြည့်လိုက်ကြရအောင်မင်းသမင်းစားမလားဒါမှမဟုတ်ခောက်ဆွဲစားမလားဒါကိုထိုင်လို့ဘလို့ရေးမလဲဆိုတော့ကြည့်လိုက်ကြရအောင်နော်မင်းဆိုတော့เธอဟုတ်ပြီနော်ဒီမှာမင်းဒီเธอဒီเธอကကြတော့မင်းတို့မဟုတ်နေလဲရတယ်နော်နေလဲရတယ်မင်းလဲရတယ်နော်ဟုတ်ပြီသမင်းစားမလားဆိုတော့จะกินข้าวသမင်းစားမလားကိုဆိုတော့ဘယ်လိုရေးလဲဆိုတော့จะกินข้าวသမင်းစားမလားဒီမှာစကားဆက်ဒါမှမဟုတ်ဆိုတော့หรือว่าဒါမှမဟုတ်ဆိုရင်หรือว่าနော်ဒါမှမဟုတ်ဒါကစကားဆက်နော်ဒါလေးတွေမှတ်ထားနော်ဒီမှာစကားပြောလို့ဆိုရင်ဒါလေးတွေကအသုံးဝင်တယ်နော်ခောက်ဆွဲစားမလားဒီမှာခောက်ဆွဲစားမလားဆိုတော့จะกินจะกินมาဟုတ်ပြီနော်ပြီးတော့ဒီမှာကြည့်လိုက်ကြအောင်မင်းတမင်းစားမလားဒါမှမဟုတ်ခောက်ဆွဲစားမလားဆိုတာကိုเธอจะกินข้าวหรือว่าဆိုတာဒါမှမဟုတ်จะกินมาม่าပြီနော်နေလဲရတယ်နော်နေလဲရတယ်မင်းလဲရတယ်နော်ဟိုတမင်းစားမလားဆိုတော့จะกินข้าวတမင်းစားမလားကိုဆိုတော့ဘယ်လိုရေးလဲဆိုတော့จะกินข้าวတမင်းစားမလားဒီမှာစကားဆက်ဒါမှမဟုတ်ဆိုတော့หรือว่าဒါမှမဟုတ်ဆိုရင်หรือว่าနော်ဒါမှမဟုတ်ဒါကစကားဆက်နော်ဒါလေးတွေမှတ်ထားနော်ဒီမှာစကားပြောလို့ဆိုရင်ဒါလေးတွေကအသုံးဝင်တယ်နော်ခောက်ဆွဲစားမလားဒီမှာခောက်ဆွဲစားမလားဆိုတော့จะกินจะกินมาม่าဟုတ်ပြီနော်ပြီးတော့ဒီမှာကြည့်လိုက်ကြအောင်မင်းတမင်းစားမလားဒါမှမဟုတ်ခောက်ဆွဲစားမလားဆိုတာကိုเธอจะกินข้าวหรือว่าဆိုတာဒါမှမဟုတ်จะกินมาม่า